စာမတက်တဲ့လူမျိုးကမျက်နှာငယ်ရမယ်စာမဖတ်တဲ့လူမျိုးကနှိပ်ကြမယ်အသိဉာဏ်ပညာမကြွယ်ဝတဲ့လူမျိုးကအောက်ဆုံးကိုရောက်မယ်အားလုံးမင်္ဂလာပါတင်ငုံနေပတ်စင်တိုင်းတင်ဆက်ပေးနေတဲ့ This is my favorite စီစဉ်မှကြိုးဆိုပါကျွန်တော်ဒီဘက်ကတော့ဆရာကြီးအောင်တင်ရဲ့ကျွန်တော်ဆုံးမစကားနဲ့အရင်အစပြုပြရစေနော်ပညာဆိုတာငယ်တဲ့ရွယ်မှာသင်ရတာကြီးမှသင်လို့ကောင်းတဲ့အရာမဟုတ်ငယ်တဲ့ရွယ်မှာသင်ရတဲ့ပညာကိုအသက်ကြီးမှသင်အသက်ကြီးမှလက်ပေးသင်လို့ဖြစ်နေမယ်ဒီကြတဲ့မိမတွေကလေးတွေရသွားရင်ပြီးရောဆိုတဲ့ဆရာကြီးရဲ့ဒီကလေးတွေကိုပညာသင်ကြဖို့ကရုဏာတော်တော်နဲ့ပြောခဲ့တဲ့စကားကိုကျွန်တော်အခုဒီမှတ်မိနေသေးတယ်ဗျာနော်ကျွန်တော်တို့မြန်မာပြည်ကကလေးတွေကိုပညာတတ်တဲ့လူရည်ကျွန်းတွေဖြစ်စေခြင်းနဲ့ဆရာကြီးရဲ့စိတ်ထားကိုတကယ်ရင်တဲ့အသေးတွေကလဲကျေးဇူးတင်ပြီးတယ်နော်ကျေးဇူးတင်ပါတယ်ဆရာကြီးကျွန်တော်ပြီးခဲ့တဲ့ပတ်တည်းကကျွန်တော်ဒီဗီဒီယိုတင်ကျင်တာဗျဒါမှမဟုတ်ကျွန်တော်မအားရနဲ့မတင်ပြလိုက်ကျွန်တော်အခုမြန်မာပြည်မှာကျောင်းဆက်တက်နေတဲ့ကလေးတွေကိုကျွန်တော်ဝမ်းသာတော့အားဖြင့်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားတာဗျနော်အခုဆိုရင်ဒီမြန်မာပြည်မှာစာသင်နေရတဲ့ကလေးတွေဟိုတကယ်သနာစရာဗျစာသင်နေတဲ့ကလေးတွေဆိုရင်ကျွန်တော်တို့အပြောခံနေရတယ်ပေါ့နော်ဒီစစ်ဘေးရှောင်ကြောင့်စာမသင်ရတဲ့ကလေးတွေဆိုလည်းအများကြီးပဲဗျဘယ်လိုလုပ်ကြမလဲနော်ဒီကျွန်တော်မြန်မာပြည်ကြီးကသူများနိုင်ငံတွေနဲ့ဘယ်လောက်တောင်ထပ်ပြီးတော့နောက်ကျနေအောင်လဲဆိုတော့မပြောတတ်တော့ကျွန်တော်တို့နိုင်ငံကကျွန်တော်တို့ ABC ကိုအသေးအံသင်နေရတဲ့အချိန်မှာတခြားနိုင်ငံကလေးတွေကကွန်ပျူတာကုတ်တွေရေးတတ်နေပြီဗျဘယ်လိုလုပ်လဲမျိုးချစ်ကြီးတို့ဤချစ်ကြီးတို့ဘယ်လိုလုပ်လဲလူမျိုးချစ်ကြီးတို့ခင်ဗျားတို့ပြောနေတဲ့ဒီခံယူချက်တွေပြောချချက်တွေကနားထောင်လို့တော့တကယ်ကောင်းတယ်ဗျလက်တွေ့မှာအသုံးဝင်နော်ငါသိငါတက်ကြီးတွေအကုန်လုံးပြောတာဗျကျွန်တော်မြန်မာပြည်ကလူတွေကကလေးတွေကိုပညာတတ်သွားမှအရန်ကြောက်ကြတာဗျပညာတတ်တွေဖြစ်မှအရန်ကြောက်ကြအဲ့ထဲမှာမိဘတွေလည်းပါတယ်တကယ်မိဘတွေလည်းပါတယ်နော်ခင်ဗျားတို့ဝလုံးကောင်းနဲ့လှတာမနေနဲ့အပြင်လေးပါလေးတည်းထွက်ကြည့်ကြအောင်ငါသားလေးကိုဒီကြောင်းလို့မထားခြင်းငါသားလေးကိုဒီပညာရေးလို့မထားခြင်းခင်ဗျားတို့နင်းမြဘွားဖြစ်နေတာတော့အားမရအောင်နောက်မျိုးဆက်တွေပါထပ်ပြီးတော့ခေါ်နေတာလားနော်ကျွန်တော်တို့ဒီစစ်ဘေးရှောင်နေတဲ့အထဲမှာဆိုရင်လည်းကျွန်တော်တို့ဒီစစ်ဘေးရှောင်နေတဲ့အထဲမှာကလေးတွေဆိုရင်ဒီစားဖို့တော့နဲ့ဘယ်မှလည်းပညာရေးနော်အနေစင်းရဲ့အစားရင်သူတို့ဘွားတွေဘယ်တော့ရင်နာဖို့ကောင်းတယ်စစ်ဘေးရှောင်နေရတဲ့ကျွန်တော်တို့မိဘပြည်သူများနဲ့ကလေးများနဲ့တူကျွန်တော်တကယ်ရင်တဲ့အသေးတွေကစိတ်မကောင်းဖြစ်မိပါဒီစစ်ဘေးရှောင်ဘွားတွေကနေအမြတ်ဆုံးလွတ်မြောက်ကြပါစေအေးချမ်းနဲ့နေနိုင်ကြပါစေနော်ကျွန်တော်တို့ဒီစစ်ဘေးရှောင်ရတဲ့ထဲမှာလည်းကျွန်တော်တို့ဒီအနာဂတ်ခေါင်းဆောင်ဖြစ်မဲ့ကလေးတွေအနာဂတ်မှာကျွန်တော်တို့ဒီပညာရှင်ဖြစ်မဲ့ကလေးတွေဘွားတွေရိုက်ချိုးခံနေရပြီနော်ရှင်းသားဖို့ကောင်းကျွန်တော်တို့ကလေးတွေဒီနေ့ကျွန်တော်တို့ပညာသင်နောက်ကျရင်သူများနိုင်ငံတွေနဲ့ကျွန်တော်တို့10နှစ်တိုးတက်ဖို့နောက်ကျတယ်ဆိုတာကိုမမေ့ကြပါနဲ့နော်ကျွန်တော်တို့ဒီငယ်ရွယ်စဉ်မှာကျွန်တော်သင်ရမယ့်ပညာကြီးကျွန်တော်သူငယ်တန်းအရွယ်9နှစ်မှာသင်ရမယ့်ပညာကိုကျွန်တော်တို့14နှစ်15နှစ်ရောက်မှသင်လို့အဆင်မပြေဘူးဗျာနော်ဒီ10တန်းပညာကိုတက်ချင်တော့သူငယ်တန်းတန်းတက်လာမှသင်လို့ရမယ်သူငယ်တန်းတန်းတက်မလာဘဲနဲ့တော့သွားသင်ချင်လို့မရဘူးဗျာနော်ငါအခု10တန်းအရွယ်ရောက်ပြီ10တန်းနေစတင်မယ်အဲ့လိုသွားလို့မရဘူးဗျာသူမှလည်းစီးမင်းစည်းကပ်နေရရှိပြီးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အရွယ်နဲ့လိုက်ပြီးတော့ပညာသင်ဖို့လိုတယ်လို့ပြောတာနော်ကျွန်တော်တို့ဒီအသက်ကြီးမှသင်လို့ရတဲ့ပညာတွေလည်းရှိတယ်ဗျအဲ့ဒါတွေတော့အသက်ကြီးမှသင်ကိစ္စမရှိဥပမာကျွန်တော်တို့လူမှုရေးတို့စီးပွားရေးတို့နော်ကျွန်တော်တို့ဘာသာစကားတွေပညာဆိုတော့ကျွန်တော်တို့အသက်ကြီးလဲကျွန်တော်တို့သင်လို့တော့မကုန်ဗျအဓိကတော့ကျွန်တော်အခြေခံအုတ်မြစ်ပါလာဖို့လိုတယ်ကျွန်တော်တို့ဆရာဝန်ဖြစ်လဲကျွန်တော်တို့ဒီထက်လေ့လာဖို့လိုတာပဲကျွန်တော်ဆရာဝန်အလုံးနဲ့အသက်မွေးအကြောင်းပြုမယ်ဆိုရင်တော့ကျွန်တော်တို့ထက်လေ့လာကြတယ်အများကြီးပဲဗျအဓိကတော့သူတို့ဒီအခြေခံပါလာတယ်ဆိုရင်ထက်လေ့လာဖို့ကကျွန်တော်မခဲရင်တော့ဘူးနော်ထပ်ပြီးတော့လဲလေ့လာနိုင်တယ်ပေါ့ကျွန်တော်ငယ်တဲ့အရွယ်မှာအခြေခံပညာရဲ့ဒီကိုသင်ထားဖို့လိုတယ်ဗျစာဖတ်တတ်ဖို့ကဏ္ဍသင်္ချာတွေတွက်တတ်ဖို့တရားစီမင်းစည်းကမ်းဒါတွေကိုငယ်တဲ့အရွယ်တွေမှာသင်ထားဖို့လိုတယ်ငယ်တဲ့အရွယ်ကျွန်တော်တို့စွန့်ယူနိုင်စွမ်းဒီမြင့်မားတယ်ဗျလူတစ်ယောက်ရဲ့ဦးနောက်ကအသက်ဒီ9နှစ်ကနေပြီးတော့18နှစ်အတွင်းကမတ်ယူနိုင်စွမ်းအမြင့်မားဆုံးအချိန်ဖြစ်အဲ့ဒီအချိန်မှာအခြေခံအုတ်မြစ်ပညာရက်တွေကိုကျွန်တော်တို့သင်ထားဖို့လိုတယ်အကောင်းသင်ထားဖို့လိုတယ်နော်ကျွန်တော်တို့ဒီအခြေခံအုတ်မြစ်ကောင်းမှလည်းကျွန်တော်တို့ဘွားတွေကလည်းခိုင်ခန့်မှာပဲနော်ကျွန်တော်ဒီကဘာကျော်ပုဂ္ဂိုလ်ကြီးတွေလည်းသူငယ်စဉ်ကတည်းကနေဒီတော့ဒီအခြေခံအုတ်မြစ်ကောင်းတွေသူကချခဲ့ကြတာဗျဥပမာဒီ FS အိုက်စတိုင်းဆိုရင်လည်းသူကဘာကျော်သိပ္ပံပညာကြီးသူဆိုလည်းဒီငယ်စဉ်ကတည်းကနေပြီးတော့
ဒီသင်္ချာတွေယူပပေးတာတွေဒါတွေသင်ကြားခဲ့တာဗျာနော်ဒီဘီဘီရန်ရှေးအောင်ပညာရှင်သူဆိုလဲဒီငယ်စဉ်ကလေးနဲ့ကြံပေါင်းများစွာကိုဖတ်ရှုခဲ့တာဗျာနော်ကမ္ဘာပေါ်မှာဒီပညာရေးအကောင်းဆုံးလို့ပြောတဲ့ဒီဖင်လန်နိုင်ငံရဲ့သူငယ်စဉ်ကကနေပြီးတော့ဒီကလေးတွေကိုဖတ်ရှုတဲ့အလေးထားမိကုံထုတ်တတ်တဲ့အလေးထားလက်တွေ့စမ်းသပ်မှုတွေကိုသင်ကြားပေးတာဗျငယ်စဉ်ကလေးကနေပြီးတော့နော်ဂျပန်နိုင်ငံဆိုလဲအသက်6နှစ်အရွယ်တည်းကနေပြီးတော့ဒီသင်္ချာတို့သိပ္ပံတို့ကိုကျင့်တရားတို့ဒါတွေသင်ပေးနေပြီဗျနော်ဒါကြောင့်ဒီကလေးတွေကိုပညာရေးကိုကျွန်တော်အားပေးကြဖို့ကျွန်တော်ဒီဗီဒီယိုကနေတိုက်တွန်းခြင်းတယ်ဗျကျွန်တော်တို့ဒီငယ်စဉ်တဲ့ရွယ်ကလေးတွေကိုငယ်စဉ်ရွယ်မှာကလေးတွေပညာသင်ကြားဖို့ကိုဒီဘယ်လောက်ထိအရေးကြီးတယ်အရေးပါတယ်ဆိုတာမိတ်ဆွေတို့လည်းသဘောပေါက်ကြပြီထင်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ကလေးတွေအားလုံးဒီပညာရေးဆေးနဲ့သင်ကြားနိုင်ဖို့ကျွန်တော်တို့အားလုံးကဝိုင်းဝန်းကူညီကြဖို့တိုက်တွန်းနေကျွန်တော်ဒီဗီဒီယိုကိုနှိကုံချုပ်လိုက်ပါတယ်ကျွန်တော်ဗီဒီယိုဆောင်းလေးကြည့်ပြီးလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကြာကျွန်တော်ဒီနောက်ပတ်တင်းငွေနေပါလဲနောက်ထပ်ဗီဒီယိုတစ်တွေနဲ့ထပ်ပြီးတော့စုံကျင်သေးတယ်ဗျကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တော့ထုံးစံတိုင်း like subscribe လေးလုပ်အားပေးကြပါကျွန်တော်ဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ပြောချင်တဲ့စကားတွေမှတ်ချက်တွေရှိနေအားမနိုင်ဗျဘုံမှာရေးထားခဲ့ပါအားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye